နာမှမို့အလူကြီးပေးမယ်စိတ်ကူးရင်ငါပြောခဲ့မိတယ်နေတွေ့များရဲ့ဒီကနေ့တော့တကယ်ကိုလူပြစ်ခဲ့ပြီကွယ်ကျွန်တော်ရင်မအတိုင်းဆောင်မရှိလို့ပြောခဲ့တာလဲအားလုံးသိသိချင်းမာတယ်ပြောခဲ့တာလဲအားလုံးသိသိချင်းမာတယ်နေမမရောက်သေးမီအလူကြီးပေးလို့ပြီးတိပြည့်နေမနေပေါင်းသူတွင်လို့တမီလာလေးကိုမျက်နှာပန်ဖို့အလူကြီးပေးမယ်စိတ်ကူးရင်ငါပြူခဲ့ပြီတဲ့နေ့ရက်တွေများရဲ့ဒီကနေ့တော့တကယ်ကိုလူပြစ်ခဲ့ပြီကွယ်ကျမရင်မအတိုင်းအဆမရှိလို့ပြောခဲ့တာလေအားလုံးသိစေပါတယ်နိဗ္ဗာန်မရောက်သေးမီအလူကြီးပေးလို့ပြီးပြီဖြစ်နေတယ်မနေပါဘူးတွင်လို့တမီလာလေးကိုမျက်နှာပန်ဖို့အလူကြီးပေးမယ်စိတ်ကူးရင်ငါပြောခဲ့မိတဲ့နေ့ရက်တွေများရဲ့ဒီကနေ့တော့တကယ်ကိုလူပြစ်ခဲ့ပြီကွယ်ကျွန်တော်ရင်မအသေးအဆမရှိဘူးပြောခဲ့ရလေအားလုံးသိပါရဲ့နိဗ္ဗာန်မရောက်သေးမီအလူကြီးပေးလို့ပြီးပြီဖြစ်နေရွှေရင်မကြတဲ့ကံကိုကရင်နေပြီးတိဖြစ်တာပဲအရာနဲ့မမလေးနိုင်ပါအားလုံးသိအောင်ထင်ညာမှာရွှေရင်မတပိတ်ပိုက်ကပြီးတိပြလို့ပြောခဲ့ရတာပဲရနဲ့မှမလဲနိုင်ပါအလုံးသိအောင်ချင်ညာမှာအကျွေးဝေလာလည်းမလို့ရပါပြီးတိပြတဲ့ကျွန်တော်မျက်နှာပြောလို့မဆုံးနိုင်ပါအချက်ပြုတ်တွေကိုကြည့်ပြီးပြီးတိဖြစ်တဲ့ကျွန်မမျက်နှာပြောလို့မဆုံးနိုင်ပါတကယ်ဆိုရင်စိတ်တူကိုယ်တူမောင်မေးကြည့်ပြီးပြီးတိဖြစ်တဲ့ကျွန်တော်တို့ရဲ့အလူရွှေရင်မကြတဲ့ကံကိုကရင်နေပြီးတိဖြစ်တာပဲအရာနဲ့မမလေးနိုင်ပါအားလုံးသိအောင်ထင်ညာမှာရွှေရင်မတပိတ်ပိုက်ကပြီးတိဖြစ်လို့ပြောခဲ့ရတာပဲရနဲ့မှမလဲနိုင်ပါအလုံးသိအောင်ချင်ညာမှာကျွေးဝေလာလည်းမလို့ရပါပြီးတိဖြစ်တဲ့ကျွန်တော်မျက်နှာပြောလို့မဆုံးနိုင်ပါအချက်ပြုတ်တွေကိုကြည့်ပြီးပြီးတိဖြစ်တဲ့ကျွန်မမျက်နှာပြောလို့မဆုံးနိုင်ပါတကယ်ဆိုရင်စိတ်တူကိုယ်တူမောင်မေးကြည့်ပြီးပြီးတိဖြစ်တဲ့ကျွန်တော်တို့ရဲ့တကယ်ဆိုရင်စိတ်တူကိုယ်တူမောင်မေးကြည့်ပြီးပြီးတိဖြစ်တဲ့ကျွန်တော်တို့ရဲ့တကယ်ဆို